အားလုံးပဲမင်္ဂလာပါခင်ဗျာနေ့တင်မှာကျမ်းမာပျော်ရွှင်နိုင်ကြပါစေလို့ဥစွာဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့နေ့တင်မှာကျွန်တော်ဗီဒီယိုအသေးလေးနဲ့ပဲပြန်စပါမယ်ခင်ဗျာဒီဗီဒီယိုကဘယ်လိုလူတွေကြည့်တင်လဲဆိုရင်တော့တချင်းဆိုရဝါဒနာပါတဲ့သူတွေကြည့်တင်ပါတယ်ခင်ဗျာအဲ့တော့ဒီနေ့ website လေးတစ်ခုနဲ့ကျွန်တော်မိတ်ဆက်ပေးပါမယ် Popo AI လို့ခေါ်ပါတယ်ခင်ဗျာဒီ Popo AI ကကျွန်တော်တို့အတန်နေလဲ remove လုပ်လို့ရတယ်တီးထားလဲ remove လုပ်လို့ရတယ်ပေါ့နော်အဆင်ပြေတဲ့နောက် quality လည်းအရင်ကြီးကြမသွားဘူးဒီဗီဒီယိုကိုလည်းလောက်ခိုင်းနေတာကြာပြီပေါ့နော်ကျွန်တော်လည်းမလုပ်ဖြစ်တာလုံမအားလို့ဆိုပြီးတော့လေအဲ့တော့ဒီနေ့တော့လူရင်းတို့ရှင်ကျွန်တော်တို့ဒီ Pocket remove လုပ်တဲ့ဟာလေးကိုအဓိကပြပေးသွားမယ်နောက်ဒီဗီဒီယိုကိုတောင်းထားတဲ့ထဲမှာအမြန်ဝန်တန်ဆွမ်းတဲ့ကျွန်တော်မိတ်ဆွေပေါ့နော်ဒီအခြေခံ user တွေလည်းပါတယ်အဲ့တော့သူတို့နားလည်အောင်ဆိုပြီးတော့ကျွန်တော်အတန်ကတော့နည်းနည်းလေးနှေးထားတယ်အဲ့တော့အတန်တော့ခက်လေးလေးဖြစ်နေမှာပေါ့နော်ကျွန်တော်အရင်သွင်းတဲ့ဗီဒီယိုတွေနဲ့မတူဘဲနည်းနည်းလေးအတန်လေးကတော့လေးနေပါမယ်အဲ့တော့ကျွန်တော်တို့လူရင်းတို့ရှင်မဲ့စာမယ်ဒီ link လေးကိုတော့ကျွန်တော်ဆိုင်ရနေရာတွေမှာချပေးထားမယ်ပေါ့နော်ဒီ link လေးကိုဝင်တော့မယ်ဆိုရင်ကျွန်တော်တို့တခုအရေးကြီးဆုံးလုပ်ရမှာက VPN ကိုတော့တစ်ချက်ဖွင့်ထားပါနော် VPN ဖွင့်ထားမှဝင်လို့ရမယ်အကယ်၍ VPN ဖွင့်မထားဘူးဆိုရင်တော့ဝင်လို့မရနိုင်ဘူးပေါ့နော်အဲ့ဒါလေးဖြစ်တတ်တယ်အဲ့တော့ကျွန်တော်က link လေးကိုဝင်ပြမယ်နော် Knowledge https:// open a new URL click ht 89 million https knowledge sharing head လို့တို့ရှင်းမယ်တော့မယ်နော်10မိနစ်မကျော်အောင်လို့ဒီဗီဒီယိုပြန်လုပ်နေတဲ့အမှန်3လေးက file downloaded option available near top of the screen 3လေးကရှိသွားပြီဒီကပြန်သွားတာ AI gives you everything in one place skip pop confirm write helps about knowledge learn vote sound AI voice covers resources resources ကိုရောက်ပြီဆိုတာနဲ့ဒီမှာ instrumental remover link ဒါနဲ့လည်းလုပ်လို့ရတယ် instrumental maker link visited ဒါနဲ့လည်းရမယ် acapella extractor link visited ဒါနဲ့လည်းရမယ်ထားပါတော့ရတယ်တော့အများကြီးပဲတခုမဟုတ်တခုစမ်းကြည့်ကိုနဲ့ခိုက်တာလို့ Stereo maker link AI vocal remover link နော်အဲ့တော့ instrumental maker link visited ကျွန်တော်တော့ဒါလေးနဲ့ပဲလုပ်ပြမယ်အဲ့တော့ပြောချင်တာကဒီဗီဒီယိုသွင်းနေတဲ့ခါမှာကျွန်တော်အနေနဲ့ဒီဖွင့်ပြတဲ့ခါမှာပေါ့နော်ဒီ download တော့ဘာလို့ဆွဲတဲ့နေရာရောက်လို့ဖွင့်ပြတဲ့ခါမှာဆိုရင်တချင်းတန်ထွက်မှာမဟုတ်ဘူးအဲ့တော့ဘာမှတော့မပူပါနဲ့ဒီတွေကတော့ဖွင့်မပြတော့ဘူး download ဆွဲရပဲပြပြီးတော့ကျွန်တော် my file ထဲမှာဒီကနေပြီး download ဆွဲထားရှိပါတော့အဲ့ဒါလေးကျွန်တော်ဖွင့်ပြပါမယ်လို့အဲ့တော့ကျွန်တော်ဒီမှာနှိပ်လိုက်မယ်ပေါ့နော် drag and drop audio or video upload ကျွန်တော်တို့ဒီထဲကနေပြီး upload ဆိုတာလေးနေအောက်ကဟာတွေကတော့သူဘယ်လိုဟာတွေလုပ်လို့ရတယ်ဆိုတော့ရေးပြထားတာတခါတည်းဖတ်ပြီးလေ့လာလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော် upload ကိုနေမယ် choose an action ဒီမှာသူက choose an action ပေါ့နော်ဒါရွေးတဲ့နေရာလေးရောက်လာပြီဆိုရင်ကျွန်တော်တို့ကဒီရွေးပေးရမယ် photos and videos photo and video အဓိကတော့ကျွန်တော်တို့ဒါလေးရွေးပေးရမှာ Android system complete action Android system complete action မဟုတ်ပါဘူး photos and Android system complete action photos and videos photo and video ပါအဲ့တော့ကျွန်တော်တို့ channel လိုက်ပါမယ်ခင်ဗျာ music ဒါဆိုရင်တော့ကျွန်တော်ပထမဆုံးသူထဲမှာရွေးထားတဲ့ folder တွေကိုပဲရောက်သွားတယ်တကယ်လို့ပေါ့နော်ဒီအဲ့လိုမျိုးမရောက်ဘူးဆိုရင်လည်းဒီ audio တွေရောက်သွားတယ်ဆိုရင်လည်းဒီမှာဘယ်ဘက်အထက်ဆုံးတောင်မှာရှိတယ်ဒီဟာလေးနေပေါ့နော်နေပြီးသွားလို့ရှိရင်ကို internet storage ဒါမှမဟုတ်ကိုဖုန်းနာမည်ပေးထားတဲ့ order ကျွန်တော်ဆိုရင်ကျွန်တော်ဖုန်းကို tab ပေါ့နော်ကျွန်တော် name ကိုပေးထားတော့အမှကို tab ပဲသူ order နောက် SD card တို့ download တို့ audio တို့ video တို့ရှိရပါဗျာဒါပါတော့အဲ့တော့ကိုကြိုက်တဲ့ folder တွေကိုတွားလိုက်ကျွန်တော်ကဒီမှာ Wine Music နဲ့ download ဆွဲတာတော့ဒီထဲမှာပဲကျွန်တော်သေချာရွေးထားတယ်ကျွန်တော်လိုချင်တဲ့သချင်းလေးဒီထဲမှာပြောင်းပြမယ်ပေါ့နော်အဲ့တော့ဒီပြောင်းနေချိန်မှာခဏ record ပေါ်လုံးမယ်ပေါ့နော်ဘာလို့လဲဆိုတော့ကြာလို့ပါလို့အဲ့တော့ဒီဟာကိုဖွင့်ပြနေချိန်အတန်မထွက်တော့ဒီထဲဖွင့်ပြတော့ download ဆွဲရပဲပြမယ်နော်ကြည့်အောင် cover by MTHRE cover by 9G AI acapella extractor and maker free online ဒါဆိုရင်ဒီမှာသူလုံးနေနော် progress bar 0ဖြစ်နေတယ်အဲ့တော့ကျွန်တော်ခဏ record ပေါ်မယ်နော် notification shade pause stop tools pause okay ဒါဆိုရင်တော့ရပြီပေါ့နော်ဒီမှာတွေ့တဲ့အတိုင်းပဲ download button လေးရှိမယ် play button လေးရှိမယ်ကျွန်တော်ကြည့်အောင် download button play button ဒီမှာ download button play button JEUJ2 vocal ဒီ vocal ဆိုတဲ့ခေါင်းစဉ်ထဲမှာကဒီ vocal play ပေါ့နော် vocal play ပါအဲ့တော့ vocal play ကကြတော့ကျွန်တော်တို့ဒီသူကတော့ဒီလုံးသားမပါတော့ဘူးပေါ့နော်အတန်တီးတယ်မယ်သူ့ကို download ဆွဲခြင်းနဲ့ဆိုရင်တော့ဒီ download လေးကိုတစ်ချက်နှိပ်ဒါဆိုရင်ဆွဲပြီနော် download button ဒါကကြတော့ကျွန်တော်တီးတာတက်ပဲပေါ့နော်အတန်မပါဘူး
နောက် play ရှိမယ် Instrumental. ဒီမှာပေါ့နော်ဒါလေးရှိမယ် Excerpt from a download button. အဲ့တော့ကျွန်တော်တို့ဒီ download button လေးပဲနှိပ်မယ်နှိပ်ပြီးတော့လို့ရှင်ဆွဲလို့ရပြီခုနကကျွန်တော်ပထမ video လုပ်တော့ငါကြတော့ဟိုဟာဆွဲရတာဒီဟိုပါတော့အခုဒီတီးရပဲဆွဲရအခုဒီဒုတိယတာပြန်သွင်းတော့ Claim down JEU J2 out download JEU down claim instrumental. Click down J vocal. J download button. ဒီရပဲနှိပ်လိုက်မယ်နော်အဲ့တော့ဒီ video ကကျွန်တော်3 လေးကရှိပြန်သွင်းနေရပါလိမ့်တကယ်လို့ဒီ video အဆင်မပြေဆိုလည်းနောက်တစ်ခါပြန်သွင်းအောင်ဒါတော့အဆင်ပြေပါတယ်ကျွန်တော်တေချာပြန်စစ်ပြီးမှလုပ်ထားဆိုလေပြောချင်တာကဒီ pop AI နဲ့ပတ်သက်ပြီးတော့လေနောက်ထပ်ဒီ video လေးလည်းဆက်ပြီးတော့ link တင်တော့လုပ်ပေးပါမယ်လို့လိုအပ်တာရှိခဲ့ရင်ပေါ့နော်တကယ်လို့ဒီဟာလောက်ရတာအဆင်မပြေဘူးဆိုလည်းကျွန်တော် comment ထဲမှာရေးခဲ့ပါအဆင်မပြေတဲ့အကြောင်းရင်းရဲ့တကယ်လို့ link ဝင်မရအောင်ဆိုရင်ပြန်ရေးခဲ့ပါကျွန်တော်ဝင်ရတဲ့ link လေးပြန်ပို့ပေးမယ်ပေါ့နော်တခါလေးကျတော့အဲ့ဒါဖြစ်တတ်လို့ပါနောက်တစ်ခုကကြော်ညာဝင်တာပေါ့နော်အခုဒီအတန်ဖြောက်တာတွေပါပြပြီးသွားပြီဆိုရင်တော့နောက်ထပ် video ကတော့ကျွန်တော်ဒီမှာပေါ့နော်တချင်းဆိုတာဟိုကောင်းဆိုလို့ရတဲ့ application လေးရှိတယ်အဲ့ဒါလေးကိုကျွန်တော်ပြပေးမယ်ပေါ့နော်အတန်လည်းကိုကြိုက်တယ်လို့ချိန်လို့ရတယ်နောက် free ရတယ်ပေါ့နော်ဘာမှဝယ်သုံးစရာမလိုဘူးအခုဒီကျွန်တော်တို့ပေါ့နော်ဒီကိုဆိုမဲ့တချင်းကို poker remove လုပ်ပြီးသွားလို့ရှိရင်ဆိုရုံပဲအဲ့တော့ကျွန်တော်ဒီမှာ download ဆွဲရအောင်နေကြည့်နော် AI note. If it share the collection but note. Down see notification for downloading file. Okay ဒါဆိုတော့ download ဆွဲရပြီးပေါ့နော်အဲ့တော့ထားပါဒီတိုင်းလေးပဲဆောင်းဆွဲလိုက်အဲ့တော့ကျွန်တော်က my file မှာပဲသွားလိုက်မယ် Download pop.ai. Cover by 9G. ဖွင့်လိုက်မယ် It's music. Back button. Downloads. Pop.ai. MTHREE. It's music. Open YouTube music button. Back button. Downloads. Pop. The day. 20.60 downloads. 20.60 G a day. Pop AI. Folder jet. Pop AI. ဟာနော်ကျွန်တော်ပြောင်းလိုက်မယ် Pop.ai. It's music. Music channel ဘူးရေငါတော့မငယ်ပါနေရတယ်ငါချိန်နဲ့ပြီးသားနားလေပြီးသားမဲလို့ဆန္ဒဖြည့်စည်းခြင်းသူပါဆိုချင်စွန်စားခြင်းတွေပေးဆက်ခြင်းရဲ့တတ်ပါပေးရမှုပါအပေးဦးသဘောမထားပါချီနူလိုက်ရတာ Pop AI. Pop back button. ဒါဆိုရင်တော့အဆင်ပြေမယ်ထင်ပါတယ်လို့ဒီအတန်ရောဒီတီးထားတာရောဒီဖြောက်တဲ့နေရာမှာလေနားထောင်ကြည့်ရင်တော့သိမယ်ထင်ပါတယ်တော်တော်လေးလဲမိုက်တယ် quality ကတော့သူကနေသူတို့ကြားတင်တဲ့လောက်တော့ကြားတာပေါ့ဗျာဒါပေမဲ့ဆိုလို့ပြုလို့ရတယ်မဆိုဘူးလေနော်အဲ့တော့ရှေ့ရပြောခဲ့သလိုပဲနောက်ဗီဒီယိုမှာတော့ကျွန်တော်အဲ့တချင်းဆိုတဲ့ software ကိုကျွန်တော်သိတဲ့လောက်လေးပြန်ပြီးတော့ရှင်းပြပေးမယ်သူကလည်းလုပ်လို့ရတဲ့နေရာတွေအများကြီးပါတယ်ပေါ့နော်ဥပမာအသေးစိတ် harmony လိုက်တာတို့ဘာတို့အစားပြန်ပြီးတော့လုပ်လို့ရတာမျိုးဆိုတော့လေနော်အဲ့တော့အဲ့ software ကိုလည်းကျွန်တော်ပြဖို့အတွက်ပြင်ဆင်နေပါတယ်ဘယ်တော့ဆိုတော့ကျွန်တော်မပြောသေးပါဘူးကျွန်တော်လည်းအလုပ်တစ်ဖက်နဲ့ဆိုတော့လေအလုပ်အားတဲ့ချိန်လေးပဲဆိုတော့အခုတော့မှညာဘက်ပေါ့နော်တွင်နေဆိုတော့အဲ့ဒါကြောင့်ပါလို့ဘာပဲပြောဒီဗီဒီယိုလေးကိုကြည့်ပြီးလို့အဆင်မပြေရင်တော့ comment မှာရေးခဲ့လို့ရပါတယ်လို့ပြောရင်းနဲ့နှုတ်ဆက်လိုက်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်